အေးပေါ့ဒါနာတော့မရှိပါဘူးသူကဒီအများလေးနည်းနည်းကျင်းတာပေါ့တောင်းဦးမှာဆရာကြီးပြောလိုက်တယ်မင်းတို့ကိုပန်းတာနော်အဲ့ဒါကိုပြောနေတယ်ထွက်လာတယ်ဒီလိုကတည်းကထောက်တော့လုံးဝရှင်းရှင်းတန်တော့ဘာတမ်းမအောင်လို့ဆရာကြီးမစေးသုံးကပဲစီရတယ်စေးသုံးရပဲစီရတယ်အဲ့လိုပြတော့ကောက်ပါလာပဲဆိုလိုက်ပြောလိုက်တာပြောလဲရောသွားပြောရတာမှမပြောပါဘူးပြောလဲပြောတယ်နော်ပြောလဲပြောတာဒီမောင်မကြီးကြောက်ခိုင်းကြတယ်မဟာသမယတုရွစုနာယူကြသည်ကျွန်ုပ်တို့ဟာနေညာပတ်သွေးဆောင်းလျှောက်ပါစေတည်းကျွန်ုပ်တို့သည်လက်ချစ်တုတ်တန်းဖြစ်တော်မဟာသမယတုပါဠိတော်ကိုပြောလို့သေးတော့ကြည့်စုသွားတော့မှလေအနည်းစုကအိမ်မက်တယ်စုတော့မှအေရီရတယ်မေးတယ်အတန်မြန်ထွက်တယ်လို့မဲ့တယ်ဒါဟာရှေ့ရှေ့ရအောင်ဘောင်းပြောတဲ့အတန်ကိုအတန်ကြီးထွက်တယ်အိမ်မက်အဲ့သူကရအိမ်မက်နောက်တစ်နေ့ညနေခင်းညအတန်လေးဖွင့်ဟုတ်တယ်ရောဒီရကတိတ်ကကြောင့်ဒီကိုစီနဲ့ကြာမချမ်းသာလေရဲ့ကောင်းပါပေါ့တောက်တဲ့ပုံအဲ့လိုတကယ်ပါလာတော့ချမ်းနေနိုင်ရပြောလာအိမ်မက်တိုင်းနဲ့မက်ထားတဲ့တိုင်းဖြစ်သမအားရရှိအဲ့ဒါပါလာရင်းနဲ့ကျွန်တော်ကြပါစေကောင်းကျိုးရဆန္ဒကြပါကြပါစေနောက်လာဒီပါစီရတဲ့များဒီကြရှိသူတော်ကောင်းများဒီရောစီများမဟာသမယသုပါဠိတော်၌ပါကြသောတဏ္ဍကကလုံးတော့ပြောရော့ရတာနာဖတ်ပါလေဒါကမလိုက်ဝါတူပါလေအမေနဲ့တက်ချီလမ်းကြောင်းလေရောင်ပြီးတော့ပိတ်သွားတယ်ဒါပြောက်ဟုတ်ကြတက်ချီလို့မရတော့3လီတာပေါ့မိဘဆရာသမားများကဆရာအဲ့ဒါဒီတော့မတင်ဘူးစလိတ်ဒီကုန်းနေကုန်းကိုဖော်လို့တာလေနှစ်ခုလောက်ပေါ့စလိတ်ကိုတောင်းလောက်ပေါ့ဒီကြတော့အဲ့ကုန်းကလည်းကားမောင်းနဲ့ဖြတ်သွားဒါချိလေးရပေါ့ကုန်းသားတော့ပြောမေးရှင်မောင်ကားဝတ်တာလည်းကုန်းကတော့တည့်ရမောင်းကတည့်ရအိမ်ကြီးမောင်းအခုဒီအော်ခဏကိုလည်းဝင်လာတယ်ကောင်းပါဘူးကိုလေးကနားလေးကြာတယ်ဒါဆိုရင်ဘာသာကိုချားကြည့်ရတာဘာမှခဏကိုလည်းပုံစံဒီရရမောခဏကိုလည်းပေါ်ပြီးတော့ခဏကိုလည်းမောပေါ့ရတဲ့ရဲ့ဒီလိုညကြပါကျွန်တော်တို့ဒီလေကုသိုလ်ရှင်ကောင်းမှုရှင်တို့ဒီလိုအတူတူနေတော့ဒါကလည်းစာချင်းဖြစ်တော့ကြတော့ဟာဘယ်လိုပြောမလဲတန်ရတန်ဝင်တန်ဝင်ရှိတော့